ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့ဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာအဲ့တော့အကိုမများမောင်လေးညီမလေးများအားလုံးကျွန်တော်ရဲ့ channel တီရာမြန်တို့ YouTube channel အသစ်ကလေးကိုတွေ့တယ်ဆိုရင် subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားခြင်းအပြင်အားလုံးကူညီပေးပါအောင်လို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်နော်ကျွန်တော်ရဲ့ channel ကအသစ်ကလေးဖြစ်တဲ့အတွက်ကိုမတွေအားလုံးကတွေ့တယ်ဆိုရင် subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားမှသာလျှင်ကျွန်တော်တင်တိုင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အကိုမတွေ28ရက်4လမှ2ရက်5လ2025အထိတပတ်စာမွေးကနန်းတင်ပေးတာဖြစ်တယ်ကိုမတွေနော်ပြီးခဲ့တဲ့ပွဲကတော့ကျွန်တော်တပွဲလုံးအောင်မြင်တာအကိုမတွေဒီ channel ကိုကြည့်တဲ့လူတိုင်းသိနိုင်မယ်ခင်ဗျအဲ့တော့အကိုမတွေဒီတပတ်စာမွေးကနန်းကဘာရေးလဲဆိုလို့ရှိရင်ပတ်တီးကခွန်ပတ်တီး100ရာခိုင်နှုန်းနဲ့နော်ပတ်တီးနှလုံးလုံးအောင်ချပေးမယ်ဆိုရင်ခွန်ပတ်တီး5ပတ်တီးနော်ခွန်ပတ်တီး5ပတ်တီးဒီတစ်လုံးကဟူးမကျော်တစ်လုံးကကြာတာဗုဒ္ဓဟူးကြာတာပဲတောက်ကြမှာချင်းတီတစ်လုံးနှလုံးကြာစလုံးကြာတယ်ခင်ဗျနော်ခွန်ပတ်တီး5ပတ်တီးပါပတ်တီးကဗရိတ်ကိုလိုက်မယ်ဆိုရင်3ဗရိတ်10ဗရိတ်ခင်ဗျဗရိတ်ကိုလိုက်မယ်အကိုမတွေမောင်လေးညီမလေးတွေက3ဗရိတ်10ဗရိတ်ပါနော်အဲ့တော့ကျွန်တော်မွေးကနန်းတွေထုတ်ပေးထားတယ်ပြီးခဲ့တဲ့ပွဲကတော့အကိုမတွေအားလုံးသိတဲ့အတိုင်းကျွန်တော်မွေးကနန်း3ခွက်4ခွက်ထုတ်ထားတယ်အဲ့ဒါထွက်တယ်နော်3ည3 3ည8 3ည4 3ည9 3ည8ဆိုပြီးမလဲဘူးထွက်တယ်ဒီပွဲမှာတော့ကျွန်တော်ကမွေးကနန်းကို4ခွက်စီထုတ်ထားတယ်5ပတ်တီးနဲ့4ခွက်ခွန်ပတ်တီးနဲ့4ခွက်ကြိုက်ရအောင်မွေးတစ်ခွက်ကျင်းတွေထွက်မယ်နော်ကြိုက်ရကိုမွေးကျင်းတွေထွက်မယ်အဲ့ဆိုလို့ရှိရင်ချစ်ဆုံးလို့ကျွန်တော်က38ပရိတ်ကိုပေးထားတဲ့အတွက်ဒီပွဲမှာလည်းပရိတ်ကတော့လုံအောင်ဖမ်းမယ်ဆို3ပရိတ်10ပရိတ်4ပရိတ်9ပရိတ်ဒီ2မျိုးစလုံးထွက်မယ်တဲ့နော်တစ်မျိုးကိုအနည်းဆုံး2ခွက်လောက်တော့ထွက်မယ်နော်2မျိုးကိုမွေးတဲ့လူတွေကအနည်းဆုံး3ခွက်လောက်ထွက်မယ်တဲ့ဒါဆိုအချစ်ဆုံးလို့ကျွန်တော်ကခွန်ပတ်တီးနဲ့ပတ်သက်တာခွန်ဘူးခွန်2ခွန်1ခွန်6တဲ့အာမွေးရမယ်နော်မွေးကနန်းကခွန်2ခွန်1ခွန်6 5နဲ့ပတ်သက်ရင်5 4 5 9 5 3 5 8နော်ခွန်နဲ့ပတ်သက်တော့ခွန်2ခွန်1ခွန်6 5ခွန်နဲ့ပတ်သက်တော့ခွန်2ခွန်1ခွန်6 5နဲ့ပတ်သက်တော့5 4 5 9 5 3 5 8နော်ဒီပွဲမှာတော့အကိုမတွေအားလုံးပဲเนาะ28ရက်4လ2025နေ့2ရက်5လ2025ထိတပတ်စာပတ်တီးကတော့မပြောက်ပတ်တီးဒီခွန်ပတ်တီး5ပတ်တီးဒါဆိုရင်ကျွန်တော်ရဲ့မွေးကကလေးတွေရွေးပြီးထိုးနေတဲ့လူတွေကခွန်2ခွန်1ခွန်6နဲ့5 4 5 9 5 3 5 8ဆိုတဲ့ကနန်း8ခွက်ကိုမွေးမယ်ဆိုရင်အကိုမတွေအနည်းဆုံး2ကြိမ်ပေါက်တယ်လို့ပြောချင်တယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့တင်ပြဒီတပတ်စာမွေးကနန်းလေးကတော့ဒီကကလေးကိုတင်ပေးတာပါနော်တစ်လုံးနဲ့ကိုလုံးဝမလွဲမသွေပေါက်ချင်တဲ့အကိုမတွေပတ်မယ်ဆိုခွန်ပတ်တီး100ရာခိုင်နှုန်းပတ်မယ်ဗရိတ်ကိုလိုက်မဲ့လူတွေ3ဗရိတ်10ဗရိတ်ကိုလိုက်မယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့ခဏလေးနဲ့အောင်မြင်မှုရကြပါစေလို့ဆုတောင်းပေးနေကျွန်တော် live show လေးကိုလည်း subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ပေးကြပါအောင်ပြော